1980ပြည့်နှစ်ကနေ2024ခုနှစ်အထိအကယ်ဒမီစင်မြင့်ထက်မှာရွှေစင်ယူတုကိုသိမ်းပိုက်နိုင်ခဲ့တဲ့မင်းသမီးတွေရဲ့အောင်မြင်မှုခရီးစဉ်ကိုအတူတူပြန်လည်ကြည့်ရှုကြရအောင်ပါဒီခရီးစဉ်ကို1980ပြည့်နှစ်မှာကြည်ပြစကားနဲ့မေဝင်းမောင်ကစတင်ခွင့်လက်ညီဘာလဲပစ္စည်းအဖမ်းမခံအောင်လို့ခွေးပြေးဝက်ပြေးခဲ့ရပြန်မလားဒီကအဖမ်းခံမဟုတ်ပါဘူးလင်ခံရပါကြီးကျယ်83နဲ့1985ခုနှစ်တွင်မှာအိတ္တရခေါ်မိမတို့ဒီနဲ့ပန်းသီးတဲ့ဂျိုးစကားတွေနဲ့အကယ်ဒမီနှစ်ထပ်ကွမ်းချိန်ဖြစ်လာခဲ့ပါတယ်1989ခုနှစ်မှာတော့မော်မော့မြင့်အောင်ကခတ်စိမ့်စိမ့်နေပါမယ်နဲ့ဒီအကြောင်းတွေတည်ပြီးမှကြီးစောကကိုနဲ့ခင်မောဝဲရပြီးရင်တစ်ထပ်ပြီးမယ်လို့ပြောတယ်ခင်မောနီဝမ်းသာမလားဝမ်းနဲ့မလားကို1990နှစ်မှာမေတန်းတို့ကမိုဘိုင်ချစ်သူနဲ့အကယ်ဒမီစတင်ရရှိခဲ့သလို1993မှာဇင်မာဦးမှတီတာခွန်းတန်းနဲ့စုဆွခုခဲ့ပါတယ်1994ခုနှစ်ဟာထူးခြားတဲ့နှစ်ဖြစ်ခဲ့ပြီးစိုးမြတ်သူစားကနော်ရန်မွေးမိုးမိုးမြင့်အောင်ကမတုဓမ္မစာရီတို့နဲ့အမျိုးသမီးဇက်ဆောင်စုကိုပူးတွဲရရှိခဲ့ကြပါတယ်1995မှာမေတန်းတို့ကပကံမာသားရဲ့လနဲ့စုထပ်ရခဲ့ပြီး1996မှာတော့ထထမိုးဦးကပန်းတခေမေတန်းတို့ကအလင်းဖြော့ကောင်းကင်တို့နဲ့ထပ်မံပူးတွဲစုရရှိခဲ့ပြန်ပါတယ်1998မှာပန်းဖြူကအရေး1998မှာစိုးမြတ်သူစားကရွှေနန္ဒဇန်အေး1900တက်ကိုကျေးဇူးတင်ကြောင်းပြောမှုသတင်းစာထဲမှာကြော်ညာခဲ့ရဆိုတာလည်းမိမိရဲ့စိတ်ကူပါအသက်စိတ်မဆိုးပါနဲ့နော်တဲ့ရရတောင်းမှရမှာပါဒီဖုန်းထဲမှာတက်မမိုးတင်းထားတယ်ဒါတော့2010မှာမေတန်းသူကချစ်ချင်းကြီးအချမ်းမဲ့နိုင်နဲ့ထက်ထက်မိုးကသမီးမိုက်တို့နဲ့ပူးတွဲရရှိခဲ့ကြပါတယ်2002မှာခင်းစားချီကျော်2003မှာထုံးအိန္ဒရာဘူ2004မှာအိန္ဒရာကျော်စံတို့ကအတီးတီးစုရရှိခဲ့ပြီးအချစ်ကိုတန်ဖိုးမထားတဲ့ပြင်းကရွှန်းတယ်အချစ်ဟုတ်လားအချစ်ဆိုတာငွေနဲ့ဝယ်လို့ရပါတယ်ဒါပေမဲ့အချစ်ဆိုတာနဲ့တော့ငွေကိုပြန်ဝယ်လို့မရဘူးချစ်တဲ့တပ်မွန်မြင့်က2010မှာအာဒန်ရဲ့အေဝါရဲ့ဒဒရဲ့နဲ့အကယ်ဒမီရခဲ့တယ်လို့2017မှာမယ်လိုဒီ2012မှာဖွေးဖွေး2013မှာဝစ်မွန်ရွှေရည်2014မှာခိုင်တင်းကြီးတို့ကအတီးတီးထူးချွန်ဆုရှင်တွေဖြစ်လာပါတယ်ဖွေးဖွေးက2015နဲ့2018ခုနှစ်တွင်မှာကျမကနင်းစေပါမောင်နဲ့ရွှေကြာစကားတွေနဲ့စုတွေထပ်မံဆွခုနိုင်ခဲ့သလိုတပ်မွန်မြင့်ကလည်း2016မှာချစ်လာစာတော့မုံချင်းနဲ့ဒုတိယမြောက်အကယ်ဒမီကိုရရှိခဲ့ပါတယ်အိန္ဒရာဂျွန်စင်ကလည်း2019ခုနှစ်နဲ့2019ခုနှစ်တွေမှာရင်ဘက်ထဲကဓာတ်နဲ့ဟစ်တိုင်းစကားတွေနဲ့ထူမရဲ့တရုတ်ဆောင်မှုစွမ်းရည်ကိုတက်တည်ပြခဲ့ပါတယ်။မကြာသေးတဲ့နှစ်တွေဖြစ်ခဲ့2020မှာစိုးပြေသစဉ်ကရွှေမင်းသမီးနဲ့2022မှာရွှေမွန်ဒရေတာကဝေးမနေချင်းဘူးနဲ့2023မှာဝါရင်တရုတ်ဆောင်ကြီးစိုးမြတ်သူစားကဘယ်တော့မှအရှုံးမပေးဘူးစကားတွေနဲ့ဆုရရှိခဲ့ကြပါတယ်။နောက်ဆုံး2024ခုနှစ်မှာတော့ဝေးမွန်ရွှေရည်ကတင်ပန်းချီစကားနဲ့အကယ်ဒမီရွှေစင်ရုပ်ထုကိုထိုက်ထိုက်တန်တန်ထပ်မံဆွခုနိုင်ခဲ့ပါတယ်1980ကနေ2024အထိ45နှစ်တာကာလအတွင်းဒီအမှုပညာရှင်တွေဟာမြန်မာရုပ်ရှင်လောကကိုသူတို့ရဲ့အည်အသွေးတွေနဲ့အလှဆင်ခဲ့ကြတာဖြစ်ပါတယ်